လွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကထိတန်းတော့ပင်ဆရာတို့ကဘယ်သူမှဖွင့်လို့မရတဲ့ဘေးကန်းလုံခြုံရေး safe box တစ်လုံးကိုတီထွင်ခဲ့ပါတယ်။ဒါပေမဲ့တနေ့မှတော့သူကအဲ့ဒီ safe box ထဲကိုသူပိတ်လောင်ပြီးပင်လယ်နက်ထဲကိုပစ်ချခဲ့ပါတယ်။သူရဲ့တသက်တာတစ်ခုတည်းသောအိမ်မက်ကတော့တနေ့မှာပါရမီရှင်တယောက်ကသူ့ရဲ့လက်ရမွန်ကိုလာရောက်ဖွင့်လှစ်ပေးကိုပဲဖြစ်ပါတယ်။ဒါမှမဟုတ်ကန်ဂျမာအရာအဲ့ဒီ safe box ကိုဖွင့်နိုင်မဲ့သူဟာနောက်ထပ်နှစ်ပေါင်းရာကြာမှမွေးဖွားလာခဲ့ပါတယ်။နှစ်ပေါင်းရာကြာဤနောက်မှာတော့ကောင်းလေးတယောက်ပေါ်ထွက်လာခဲ့ပါတယ်။တော့ဖွင့်ရတာဟာသူ့အတွက်တော့ကစားတပွဲလိုပါပဲ။သူ့ရဲ့တော့ဖွင့်တဲ့ကျွမ်းကျင်မှုဟာဖုန်းလော့ဖွင့်ရတာထက်တောင်ပိုပြီးလွယ်ကူပါတယ်။ဘန်ကအခိုင်ခံလုံးတမနီတိတ်တာတွေကိုတော့3စက္ကန့်အတွင်းသူဖွင့်နိုင်ပါတယ်။ဒါပေမဲ့သူတင်ထားတဲ့တော့ဖွင့်နည်းဗီဒီယိုတွေကိုတော့ဘယ်သူမှစိတ်ဝင်စားကြပါဘူး။ဒီနေ့မှာတော့လူဖက်တဲ့ email တစ်စောင်ရောက်လာခဲ့ပါတယ်။မင်းရဲ့အရွေအချင်းကိုစမ်းသပ်ကြည့်မလား။အဲ့ဒီနောက်မှာတော့သူဟာမြေအောက်တော့ဖွင့်ပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်ခဲ့ပါတယ်။ပထမဆုံးအကြိမ်ဒီလိုပွဲကြီးပွဲကောင်းကိုလာရတာကြောင့်သူနည်းနည်းလေးစိတ်လှုပ်ရှားနေပြီး3မိနစ်လောက်နောက်ကျော်သွားပေမဲ့နံပါတ်3ချိန်ပြီးနောက်တစ်ဆင့်ကိုတက်သွားနိုင်ပါတယ်။ဒုတိယဆင့်မှာတော့တိတာထဲကတချင်းတန်တွေကတော့တဲ့တန်စင်ကိုဖုံးကွယ်ထားတာကြောင့်နားထောင်ပြီးဖွင့်ရတာခက်ခဲနေခဲ့ပါတယ်။အဲ့ဒီချိန်မှာသူဟာလွန်ခဲ့တဲ့10နှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တဲ့ယောဟန်ကိုတတိထားမိသွားပါတယ်။နောက်ဆုံးမှာတော့အခက်ခဲဆုံးလို့နာမည်ကြီးတဲ့ Royal Lock ကိုဖွင့်ရမယ့်ဘိုးလူကွယ်ရောက်လာပါတယ်။ယောဟန်ဟာတန်ချဲဆက်ကိုသုံးပြီးစူးစမ်းနေချိန်မှာဂျက်ကတော့အလွန်အေးဆေးနေပါတယ်။သူဟာ safe box ရဲ့တုံးခါမှုကိုလက်ဖွားနဲ့အာယုံခံပြီး9စက္ကန့်အတွင်းမှာပဲတော့ထုံးစင်လုံးကိုဖွင့်နိုင်ခဲ့ပါတယ်။အဲ့ဒီလိုနဲ့တော့ဘီယန်အတစ်တယောက်ပေါ်ထွက်လာခဲ့ပြီးသူဟာဒေါ်လာ1 သန်းစုကြီးရခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့မှာတော့လျှို့ဖြက်စမ်းကြဲတဲ့အမျိုးသမီးတယောက်ရှေ့ကိုထပ်မံရောက်ရှိလာပါတော့တယ်။